အားလုံးမင်္ဂလာပါမိတ်ဆွေတို့ရေဒီနေ့ထိုင်းနိုင်ငံမှာဖြစ်ပွားတဲ့သတင်းကတော့ဒီတန်ကတော့35ပါလူပုဂ္ဂိုလ်9ဦးပေါ့နော်အဲ့ဒါဒီအသက်17နှစ်အရွယ်ကလေးပေါ့နော်ဒီကားပြောင်းပြန်မောင်းပြီးတော့ဝင်တိုက်တဲ့သတင်းပေါ့နော်လက်ရှိသတင်းအရကတော့ချစ်ပါပြန်လွန်တော်မူပြီးတော့73ပါအပြင်အထန်တန်ရာရရှိတယ်လို့သိရတယ်ပေါ့နော်တော်တော်စိတ်မကောင်းဖွယ်ရာသတင်းပဲဗျထိုင်းနိုင်ငံမှာဖြစ်ပွားတဲ့သတင်းကတော့ဒီတန်ကတော့35ပါလူပုဂ္ဂိုလ်9ဦးပေါ့နော်အဲ့ဒါဒီအသက်17နှစ်အရွယ်ကလေးပေါ့နော်ဒီကားပြောင်းပြန်မောင်းပြီးတော့ဝင်တိုက်တဲ့သတင်းပေါ့နော်လက်ရှိသတင်းအရကတော့ချစ်ပါပြန်လွန်တော်မူပြီးတော့73ပါအပြင်အထန်တန်ရာရရှိတယ်လို့သိရတယ်ပေါ့နော်တော်တော်စိတ်မကောင်းဖွယ်ရာသတင်းပဲဗျ